iPad user တွေအတွက်ကျွန်တော်တို့ iPad ထဲမှာမှလုံးဝအကျန်းဆုံးနဲ့အလန်းဆုံး iPad Pro M5 နဲ့ကျွန်တော်ဒီနေ့မိတ်ဆက်ပြီးမှဖြစ်ပါတယ် iPad ထဲမှာတော့ဒီကောင်ကလုံးဝနောက်ဆုံးအတွက်ပဲဒီကောင်ရဲ့နောက်မှာလက်ရှိမရှိသေးဘူးပေါ့နော် iPad Pro series ကိုမှ M series M1 ကနေစပြီးထွက်လာလိုက်တာလက်ရှိ M5 series ဖြစ်တယ် plugin ပေါ့နော်လုံးဝ plugin စစ်စစ်ဖြစ်တယ် 1 year running မိတ်ဆွေကိုယ်တိုင်ဒီမှာ plugin စီးဖောက်အောင်မှာဖြစ်ပါတယ်အဲ့တော့ memory အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးက 256GB ဖြစ်မယ် Wi-Fi ဖြစ်မယ်11 inches ဖြစ်မယ် region ကတော့ ZPE ဖြစ်မယ်ဆိုတော့ Wi-Fi ဘာချင်းသုံးရမယ် satellite မှာသုံးရမယ် 256GB သုံးရမယ်အဲ့တော့ satellite မှာဆိုတဲ့ size ကတော့ကျွန်တော် personal အရတော့ iPad ထဲမှာတော့အကြိုက်ဆုံး size ပဲဘာကြောင့်လဲဆိုတော့တည်သွားတည်လာတဲ့အဆင်ပြေသလိုကျွန်တော်တို့ရုံးမှာပဲဖြစ်ဖြစ်အခုလို site မှာပဲဖြစ်ဖြစ်အထိုင်သုံးမယ်ဆိုလို့ရှိရင်လည်း keyboard တွေနဲ့တွဲပြီးတော့သုံးလို့အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အပြင်သွားတဲ့အခါမှာလည်းသူ့ cover လေးနဲ့တွဲပြီးတော့ယူသွားလို့အိတ်ကက်တဲ့ဟိုကျွန်တော်တို့လွယ်သေးပဲထည့်မလားကျွန်တော်တို့ဒီလက်ကအိတ်တွေပဲထည့်မလားတော်တော်လေးအဆင်ပြေတယ်ပေါ့နော်73လက်မှလည်းလာတယ်ဒီကောင်မှာဒါပေမဲ့73လက်မှကတော့နည်းနည်းလေးပိုကြီးတယ်တည်သွားတည်လာမှာတော့နည်းနည်းလေးအခက်အခဲဖြစ်တယ်အထိုင်သုံးမဲ့လူတွေဆိုရင်တော့73လက်မှကတော့အဆင်ပြေတယ်ဥပမာပြကျွန်တော်တို့ကရုံးမှာပဲအထိုင်သုံးမယ်စိုင်မှာပဲအထိုင်သုံးမယ်အိမ်မှာပဲအထိုင်သုံးမယ်တည်သွားတည်လာမလုပ်ဘူးဆိုရင်တော့73လက်မှကိုရွေးချယ်ပေါ့နော်ဒါပေမဲ့တည်လဲတည်သွားမယ် daily လဲသုံးရင်လည်းဆိုရင်တော့17လက်မှကိုပဲရွေးချယ်ပါလို့ကျွန်တော် recommend ပေးပါတယ်ဒါကတော့ကျွန်တော်ရဲ့ personal recommend ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်း iPad သုံးနေတဲ့လူတစ်ယောက်ဖြစ်တဲ့ပုံမှာကျွန်တော်17လက်မှကိုတော်တော်လေးကြိုက်တယ်ခီးသွားရင်လည်းကျွန်တော်ယူသွားတယ်ဗျာ right 17လက်မှကတော့တော်တော်လေးအဆင်ပြေတယ် used to ဖြစ်တဲ့ size ဖြစ်တယ်နောက်တစ်ခု keyboard နဲ့တွဲမယ်ဆိုလို့ရှိရင်လည်းဒီကောင်လေးက Pro series ဖြစ်တဲ့ပုံမှာကျွန်တော်တို့ Apple က keyboard နဲ့ပဲတွဲမလားဘယ်လိုမဆိုဗျာကျွန်တော်တို့ဒီကောင်မှာသုံးလို့ရတဲ့ဟာတွေတော့ YouTube မှာ review တွေရှာပြီးဖတ်ကြည့်လို့ရတယ်ဗျာတော်တော်လေးကျန်းနေတယ်မှာပါတယ်တကယ်ကိုသုံးမဲ့လူတွေအတွက်တော့ပိုပြီးအဆင်ပြေတယ်ရိုးရိုး YouTube ကြည့်ရုံလောက်နဲ့တော့ဒီ iPad မဝယ်ပါနဲ့လို့ပဲကျွန်တော်ပြောချင်ဘာကြောင့်လဲဆိုတော့ဒါတွေက YouTube ကြည့်ဖို့လောက်ထုတ်ထားတဲ့ဒီ device တွေမဟုတ်ဘူးတကယ်ကိုအသုံးချဖို့အတွက်တကယ်ကိုကျွန်တော်တို့ editing တွေလုပ်ဖို့အတွက်တကယ်ကိုကျွန်တော်တို့ gamer တွေအတွက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေအတွက်ကိုထုတ်ထားတဲ့ iPad တစ်လုံးဖြစ်တယ်ဒီကောင်ရဲ့ performance ကတော့ပြောနေစရာမလိုတခြားဘယ် iPad နဲ့မှဘယ် tablet နဲ့မှရှင်လို့မရတဲ့ performance အကျဉ်းသားကိုရမယ် M5 chip ကိုသုံးမိထားတဲ့ပုံမှာမိတ်ဆွေစိတ်သွားတိုင်းကိုပါတယ်ဆိုတော့ဒီ moment ပေါ့အဲ့ဒီရဲ့ feel ကိုအပြည့်အဝခံစားရမယ်ဗျာအဲ့ဒီအတွက်တော့ကျွန်တော်အမခံတယ်အဲ့တော့ဒီကောင်လေးကျွန်တော်ဒီမှာ packet ရောက်ရှိထားတယ်ဈေးတွေအခုလက်ရှိမှာတော်တော်လေးတက်နေတဲ့အချိန်မှာကျွန်တော်အသက်သာဆုံးဈေးနဲ့ကျွန်တော်ရောင်းချပေးမယ်ဒီကောင်လေးကိုရောင်းချပေးမယ်ဈေးနှုန်းလေးကတော့43သိန်း9000နဲ့ကျွန်တော်ရောင်းချပေးသွားမှာဖြစ်ပါတယ်မြန်မာငွေ43သိန်းနဲ့9000 F5 ကိုသုံးရမယ်17လမှာ iPad Pro နောက်ဆုံး version မိတ်ဆွေကိုယ်တိုင် plugin ထောက်ရမယ် 256GB Wi-Fi ZPE region ကိုအသုံးပြုရမှာဖြစ်ပါတယ်ဗျတကယ်လို့စိတ်ဝင်စားလို့မှန်ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ site ဖုန်းနံပါတ်3995969666ကိုဆက်သွယ်လို့ရသလိုဆိုင်ဝန်လာရောက်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ပုံစည်းတန်းနဲ့အောက်ဘလောက်ဗဘဲတန်းမျိုးနဲ့တင်ကြီးစေးကားမှတ်တိုင်အနည်းရန်ကုန်မြို့မှာကျွန်တော်တို့ဆိုင်ပြီးရှိပါတယ်အဲ့တော့ဖုန်းဆက်ပြီးတော့လည်းစေရပေးပြီးတော့ကျွန်တော်တို့ပစ္စည်းတွေ serve လုပ်ပေးထားလို့လည်းရပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကပြောတဲ့ဖုန်းနံပါတ်တွေကိုအမြဲဆုံးဆက်သွယ်ပြီးတော့မှာယူလိုက်ဖို့အတွက်ကျွန်တော်ဒီမှာပြပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်